မင်္ဂလာပါဗျကျွန်တော်တို့ကတော့မြန်မာနိုင်ငံပြည်သက်တစ်ဖွဲ့ရဖြစ်ပါတယ်ဟိုကျွန်တော်28ရက်3လ2025ရက်နေ့ဒါကျွန်တော်ငလင်လောက်ခတ်မှုမှာဟိုမမမိုးဆန်းတို့ဟိုတားမျိုးဒါကျွန်တော်တို့မြန်မာနိုင်ငံပြည်သက်တစ်ဖွဲ့ဒီရှာဖွေကယ်ဆယ်ရေးဖွဲ့ရနေမှာဒါကျွန်တော်တို့အသက်ရှင်တဲ့ကယ်ဆယ်နိုင်ခဲ့တယ်ဒီငလင်လောက်ခတ်မှုကြောင့်ဟိုမတို့ငလင်မလုံးမီပေါ့နော်ငလင်မလုံးမီနဲ့ငလင်လောက်ခတ်လို့ဒီကျွန်တော်ပိတ်မိနေတဲ့ဟိုအမားရဲ့ဒီပေါ့ဘလို့ခံစားရတယ်အဲ့လာလေးလည်းကျွန်တော်နည်းနည်းလောက်ပြောပြပေးပါဟုတ်ကဲ့ငလင်မလောက်ခင်ပေါ့နော်ဒီဟိုပါပေါ့15မိနစ်လောက်အလိုပဲဖြစ်မယ်သူ့ကိုကျွန်တော်တို့အခန်းထဲမှာပေါ့နော်သူ့ဟိုလိုမျိုးအစာကျွေးနေတဲ့အချိန်မှာ तू ကအစာတွေလည်းစားပြီးသွားလို့ဆိုပြီးတော့သူ့ကိုပွေပြီးကျွန်မအခန်းထဲမှာလမ်းလျှောက်တာ तू ကအခန်းထဲမှာ तू မနေချင်ဘူးပေါ့နော်ဒီတကားကိုလက်ညှိုးစွတ်တွေလက်ညှိုးထိုးတာ तू အဲ့တော့17လပဲရှိသေးတယ်အဲ့လိုလက်ညှိုးထိုးတမီးအပြင်ထွက်ချင်တာလားဆိုတော့စွတ်တွေအဲ့ဒီပေါ့နော် तू ကလက်ညှိုးလည်းထိုးမပြတတ်သေးဘူးဒီလူရပဲစွတ်တွေပေါ့နော်ခေါင်းညောင်ထိုးပြီးဒီတကားပေါက်ဘက်ကိုထိုးချတာပေါ့ကလေးကပေါ့နော်ဘိုက်ပြေးလို့မြန်လမ်းလျှောက်ချင်တာလားမသိဘူးဆိုသူကအဲ့တော့လမ်းမလျှောက်တတ်တယ်ဒါပေမဲ့ကျမတို့တဲခုခံမှာတန်ရလေးရှိတယ်အဲ့ဒီတန်ရလေးကိုကင်ပြီးတော့အချင်းနဲ့နောက်နဲ့သူက6နေကြပေါ့နော်အဲ့နဲ့ရောအဆူ6မဲဆိုပြီးသူခဏလေးစီးပြီးတော့အပြင်ကိုထွက်လာပြီးတော့ပေါ့နော်ဒီဟိုအဲ့တန်ရလေးကိုကင်ပြီးတော့6အခြေပေါက်နောက်ပေါက်6နေလုံးမှာပဲအဲ့ဝုံဆိုလှုပ်တာပေါ့လှုပ်တော့ဟိုဟာကျမတို့ဒီတက်ခုခံပိုင်ရှင်ဒေါက်တာဦးစိုးတင်ပေါ့နော်လီလီဆိုကသူကဧည့်တယ်နဲ့စကားပြောပြီးတော့ဧည့်တယ်ကိုအပြင်လိုက်ပို့ပြီးတော့ပြန်ဝင်လာတူးကောင်တာနောက်သူကမရောက်သေးပဲနဲ့ဒီဘက်ဒီရေဦးစင်လေးကျမတို့ကောင်တာဟိုဟာပေါ့ပတ်ကောင်တော့ပတ်ဝင်ရတာဂွေချိုးလေးရှိတယ်အဲ့ဂွေချိုးလေးနားမှာပဲ तू ကတမီးတဲ့ဟွာတဲ့ငလင်လှုပ်ထားတဲ့ထိုင်းနေဆို तू ကလည်းအဲ့မှာဇက်ဆိုထိုင်လိုက်တာတမီးတို့ကလည်းအဲ့တန်ရဘေးမှာပေါ့နော်84လမ်းပဲအချမ်းကြမှာပေါ့နော်အဲ့ဘက်မှာကျမတို့ကအပေါက်မရှိဘူးတန်တကားရှိတယ်အဲ့တန်တကားကိုတော့ခတ်ထားတာပေါ့အဲ့တန်တကားအသေးပိတ်ထားတယ်လို့ဖြစ်တာပေါ့နော်အဲ့မှာကျမအဲ့တန်ရလေးနားမှာကလေးကိုကောက်ပွေတယ်ပြီးတော့ကျမဇက်ဆိုထိုင်လိုက်တာထိုင်ပြီးတော့အဲ့လိုမျိုးပေါ့ तूထမတို့မတရား तू စလာကနေအကြမ်းကြီးဆိုတော့ကျမပြေးဖို့လည်းစိတ်ကူးမရှိဘူးပြေးလဲမပြေဘူးတော့ခဏနေပြီးသွားမယ်ဆိုတော့ဟိုအတွေးမျိုးပေါ့နော်အတွေးရပဲတွေးနေရပေါ့အဲ့လိုထပြေးမယ်ဆိုတော့အတွေးမျိုးကျမမရှိဘူးပေါ့နော်အဲ့နဲ့အဲ့လိုခလေးကိုပဲဖက်ပြီးပွေပြီးတော့ငုတ်တုတ်လေးထိုင်းနေတာအဲ့ရနေဟိုလမ်းဘက်ကိုလည်းကြည့်နေအဲ့ရနေပြီးတော့မှ तू ကဒီကျမတို့အပေါ်ကဟွာဒီမျက်နှာချက်ပေါ့နော်အဲ့မျက်နှာချက်ကဒီမြေကြီးလိုမျိုးဖြောနေအဲ့လိုတဲတွေလိုမျိုးဖြောနေကြလာတော့မှကျမမျက်လုံးကိုစုံမှိတ်ပြီးတော့ခလေးကိုကျမရင်ဘတ်ထဲကလေးမျက်နှာကိုကျမရင်ဘတ်ထဲကိုထည့်ပြီးကျမတအားတွေဖက်ပြီးတော့မှအဲ့လိုပေါ့နော်တန်ပုတ်တွေရွတ်တော့တာမျက်လုံးကိုလည်းစုံမှိတ်ထားတော့တာအဲ့ကြတော့ဒီဘာတွေဖြစ်တယ်ဆိုတာကျမမမြင်တော့ဘူးမသိတော့ဘူးမျက်လုံးကိုစုံမှိတ်ကလေးကိုတအားဖက်တယ်ပြီးတော့မှကျမတန်ပုတ်တွေပဲရွတ်တာအားဘုံဝုံနားတွေကတော့ကြားနေတာပေါ့နော်ဘုံဝုံနဲ့အဲ့လိုမျိုးတွေကြားပြိုပြီးဆိုတာကိုလည်းသိတယ်ဒါပေမဲ့ကျမအဲ့ဒီဟာကိုစိတ်ထဲမှာမထားဘူးဒီပြိုနေတာကိုလည်းနားထဲမှာလည်းကြားနေဒါပေမဲ့ကြောက်စိတ်လည်းမရှိဘူးဒီတန်ပုတ်တွေကတော့မနာတန်းဒီမရက်တန်းပေါ့နော်မျိုးလုံးစုံမှိတ်ပြီးရွတ်တာရွတ်ရင်းကနေပြီးတော့အကုန်လုံးငြိမ်သွားပြီးဘုံနဲ့အကုန်လုံးပြိုပြီးတော့လည်းငြိမ်သွားပြီးဆိုတော့မှကျမမျက်လုံးဖွင့်လိုက်တော့မှကျမတို့ဒီဘက်အနောက်ဘက်ကိုမျက်နှာမူပြီးတော့ထိုင်နေတာပေါ့နော်ထိုင်းနေတဲ့ထိုင်အကုန်လုံးငြိမ်သွားပြီဆိုတော့ကျွန်မမျက်လုံးဖွင့်ကြည့်လိုက်တော့ဒီဘက်84လမ်းပဲအချမ်းပေါ့နော်ဒီတောင်ချောင်းချမ်းကြမှာပေါ့အဲ့ဘက်ကနေပြီးတော့စာအုပ်ဆိုင်ရှိတယ်အဲ့ဒီစာအုပ်ဆိုင်ပဲအချမ်းကနေပြီးတော့ပြိုတာတော့အကုန်ပြိုတာပေါ့အဲ့ဟိုပါပေါ့ကျမတို့ဒီထရံပေါက်လိုမျိုးအလင်းတန်းလေးပေါ့အလင်းပေါက်လေး2ပေါက်3ပေါက်လောက်ရတော့ကျမမျိုးလုံးဖွင့်ကြည့်လိုက်အဲ့ဘက်ကအလင်းပေါက်ရလို့ဆိုအဲ့ဘက်ကိုမျက်နှာလှည့်ပြီးတော့ကျမအဲ့လိုပတ်ဆန်းကြည့်လိုက်တာပေါ့ဆန်းကြည့်လိုက်တော့ကျမတို့ပတ်လဲမှာအုပ်နေခဲ့အကျိုးတွေဒီခေါင်းကိုဆန်းနို့ထိုင်တိုက်လို့ရတယ်ကလေးကိုငုတ်တုတ်ထိုင်လို့ရတယ်ကလေးနဲ့ကျမနဲ့ဒီလိုအုပ်ထားတယ်လို့ဖြစ်တာပေါ့နော်အောက်ကလည်းအလွတ်ကလေးပေါ့အလွတ်ကလေးအဲ့လိုမျိုးဘေးကိုပတ်လဲဆန်းကြည့်ရတော့အုပ်နေခဲ့အကျိုးတွေဒီကျမတို့အထက်ကိုဆန်းကြည့်လိုက်တော့ကျမအထင်ကတော့ဒီလိုအုပ်နေရန်ကျမတို့ကိုးပြီးတော့ကြားတယ်ထင်တာပေါ့နော်အမှန်နဲ့ကမဟုတ်ဘူးမျက်နှာချက်ကဒီဘေးကတိုင်ရလာကြပြီမျက်နှာချက်ကတည်းကလာမိုးထားတယ်လို့ဖြစ်ပြီးကျမတို့အုပ်ထားတယ်လို့ဖြစ်တာပေါ့နော်အဲကျမတို့ကလွတ်နေတာအုပ်နေခဲ့ကြိုးမှန်ခြင်းပြီးခြင်းမရှိဘူးအဲ့လိုမျိုးလေးတားမိနှစ်ယောက်ကလေးအဲ့ရနေပြီးတော့ကျမအဲ့တန်ဖို့တွေကတော့ဇက်တိုက်ရွတ်နေတာကိုဘာလောက်ရမလဲဆိုတော့စဉ်းစားနေရပေါ့နော်ဒါပေမဲ့ကြောက်စာတွေငိုရာတွေအဲ့ထဲမှာလုံးဝမချီဘူးကျမတန်ဖို့တွေပဲဆက်ရွတ်ပြီးတော့ဒီအခုနအလင်းတန်းလာတဲ့ဘက်ကိုကျမမျက်နှာမူပြီးတော့အပေါ်ကအတန်ကြားလို့ရှင်ကျမအော်မယ်ဆိုတဲ့စိတ်ထည့်ထားတာပေါ့နော်ထည့်ထားတာအဲ့လိုမျိုးထည့်တာကျမမျိုးသားကလည်းအပြင်မှာဒီထမင်းညိုင်သွားယူတာကျမမျိုးသားအပြင်မှာချိတယ်ဆိုတာလည်းကျမသိတယ်သူရောက်လာမရောက်လာဆိုကျမမသိဘူးဒါပေမဲ့အပြင်မှာဒီကျမတို့ပြီးတဲ့တည်းမှာမပါဘူးဆိုတော့ကျမသိတယ်ပေါ့နော်သူအပြင်မှာချိနေတယ်ဆိုတာလည်းကျမသိနေအဲ့နေပြီးကျမလူတန်းကြားရင်တော့ကျမအော်မယ်ဆိုတဲ့စိတ်နဲ့အဲ့ဒီအလင်းတန်းလာတဲ့ဘက်ကိုမျက်နှာရောဒီအသက်ရှူတာရောပေါ့နော်
အဲ့ဒီဘက်ကိုလှည့်ပြီးတော့ကျမအဲ့လိုတန်ပုတ်တွေရွတ်အတက်ကိုပြင်းပြင်းရှူတန်ပုတ်တွေရွတ်အဲ့လိုရွတ်နဲ့တော်တော်ကြာဒီဟိုပါပေါ့3နာရီခွဲ3နာရီလောက်ကြာတော့အပေါ်ကကျမတို့နားမယ်3မိန်းဆွဲတဲ့ဟိုဦးမင်းရှိတယ်ပေါ့နော်သူ့အတန်အရန်စကားပြောတယ်ပုံမှန်ထက်ကျဲတယ်ပေါ့နော်သူ့အတန်ကိုကျမစကြားတော့ကျမအော်တာအောက်ကနေကဲကြပါအောင်အဲ့လိုမျိုးကဲကြပါအောင်ကအရင်အော်တာပေါ့အော်တော့ तू ကကျမ50ခွန်းလောက်အော်လိုက်တော့ तू ကကြားရောကြားတော့အဲ့အောက်ကအတန်ကြားတယ် तू ကဘယ်လိုပဲဝါမှမသိသေးဘူးအောက်ကအတန်ကြားတယ်ဆိုတော့ကျမဆက်အော်တော့မှ तू ကကျမတို့မှန်တိသွားတာလက်လုံးနဲ့ပေါ့နော်ဒီပစ္စည်းကိရိယာတွေမပါသေးဘူးသူတို့လက်နဲ့ပဲဒီခဲတွေကိုဖယ်ပေးတာအဲ့ရနေမှနည်းနည်းအလင်းတန်းလေးထရံပေါက်လောက်အပေါက်လေးကနည်းနည်းကျဲလာတာပေါ့အဲ့ဒီကနေမှဒီဟိုသူတို့ဆက်ပြီးတော့ကဲဆယ်ရေးအဖွဲ့တွေကိုဆက်ကူညီတောင်းပြီးတော့ကျမတို့ထွက်တာပေါ့ထွက်တော့လေကျမကိုပြူတာပေါ့အကုန်လုံးပြူသွားပြီထင်လို့ကျမကတော့အထဲတွေကကိုဖြစ်ရှင်တာတွေអော်တာပေါ့နော်ကျမကိုအပေါ်ကတဲတွေကနေဖောက်ပေးပါဘေးကနေမဖောက်ပါနဲ့ဘေးကနေဖောက်တော့ကြာတယ်ပေါ့နော်ကျမကိုအထက်တဲတွေကနေဖောက်ရင်ကျမတန့်ထွက်လို့ရမယ်ကျမစိတ်ထဲမှာထင်တာပေါ့အတွေးပေါ့နော်ကျမကိုအုတ်နှစ်ချက်ပဲပြီးတယ်ပဲကျမထင်တာပေါ့ဟိုအဲ့လိုမျိုးဘေးကနေဖောက်လို့ရှင်ကကျမထွက်အပြင်ကိုကျမထွက်ချင်စောနဲ့ပေါ့နော်ဘေးကနေမဖောက်ပါနဲ့ဘေးကနေထွက်ရင်ကြာနေမှာဆိုလို့ကျမအထက်တဲတွေကနေဖောက်ပေးပါလို့ကျမအဲ့လိုမျိုးတွေအပြင်ကလူအဲ့လိုអော်ပြီးတော့အကူညီတောင်းတာပေါ့နော်အဲ့နေကျမအဲ့လိုမတည်ဘူးအဲ့နေအပြင်ဘက်ထွက်လာတော့မှကျမတို့အဲ့လိုမျိုးဒီအထက်ကြီးကကျမတို့ပေါ်မဲ့အတဲလိုက်ကြီးဖြစ်နေတာကိုကျမမြင်တာပေါ့တိတာပေါ့ဒီတိုင်းအတွင်းထဲမှာနေတော့ကတော့ကျမကိုအုတ်နှစ်ချက်လေးပဲပြီးတယ်ပဲထင်တာအုတ်နှစ်ချက်လေးကနေဖောက်လိုက်ရင်ကျမအပြင်ဘက်ထွက်လို့ရပြီကျမစိတ်ထဲမှာထင်တာပေါ့နော်အခုကကျတော့ကျမတို့ဒီဘေးကတိုင်ရဒီလိုအောက်ကနေထွက်ရတာပေါ့တိုင်အောက်ကနေပြီးတော့အပေါက်ဖောက်ပြီးတော့ကုန်းလေထွက်လို့မရဝေးရမှောက်ပေါ့ကျမစဉ်းစားတယ်အတွင်းထဲကနေစဉ်းစားတယ်ကျမအဲ့လိုမျိုးကဲတယ်ဆိုလို့ရှင်အပေါက်ကလေးနည်းနည်းရပြီဆိုတာနဲ့ကျမဘလို့ထွက်ရမလဲဟုတ်ကဲ့ကုန်းထွက်လို့မရကလေးကိုလည်းအဲ့လိုပဲအကိုဟိုဟာဒီအပေါက်ကနေအကိုတို့လက်ဝါးလေးခံထားပေးပါအကိုတို့လက်ဝါးလေးပေါ့ကလေးခေါင်းလေးတင်ပေးပြီးတော့ကျမတွန့်ထွက်လိုက်တာကလေးဖေကိုပေးပါဆိုပြီးတော့အပေါက်လေးနည်းနည်းကျအဲ့ကလေးအပေါက်ထွက်တဲ့အပေါက်ကိုကျမထွက်ကြည့်တော့ခေါင်းမဲထွက်လို့ရတယ်ဒီပခုံးကထွက်မရအောင်ပခုံးမှာတစ်နေရပါတော့အဲ့နောက်ပြန်ထွက်တဲ့အထွက်မှာငကက်ကကြွကြကြံခဲ့တာငကက်ကဟိုကတော့ဝက်ဥရင်မဟုတ်ဘဲနဲ့ဒီလိုမျိုးလိုင်းရစ်ဆိုတော့ဟိုဆွဲဖြုတ်တယ်လို့ဖြစ်ပြီးတော့အဲ့မှာကြံအဲ့ဒါလည်းကျမမသိဘူးဘူးထူပြန်ဆိုတော့မသိဘူးအဲ့အပြင်ရောက်မှကျမဆံမတွေကပြောမှအမနဲ့လက်ဝက်လက်စားတွေချွတ်ထားတာလားမဟုတ်ဘူးဘာဖြစ်လို့လဲဆိုမှတစ်ဖက်ကကြွကြကြံခဲ့တာအဲ့မှာကျမလည်းဝေရားမောက်ထွက်ကြည့်ဝေရားမောက်ထွက်လို့ရှိရင်ကျမကိုနောက်ကတွန့်ပေးမယ်လို့မရှိဘူးတင်မဆိုတာကျမသိတော့ပက်လက်ကျမလည်းပက်လက်လန်ထွက်တာကျမကိုခုနလိုပဲခလေးကောင်းလိုပဲကျမကိုလက်ဝါးလေးခံထားပေးပါအပေါက်မှာသူတို့လက်ဝါးလေးပေါ့ကျမခေါင်းတွန့်ပေးပြီးကျမနောက်ကနေအဲ့လိုထွက်ဟိုပေါ့ခြေတော့ကန်ပြီးတော့ထွက်တာပေါ့အဲ့လိုထွက်ရတာဒီကလေးလှုပ်တော့အခုတိုက်လဲပြိုတော့အမားတို့တာမီးညောက်ကဒါဟိုပစ္စည်းပညာပြိနေတာတော့မရှိဘူးပေါ့ပစ္စည်းလည်းမပြီးဘူးဒီအစာဦးရဲ့ပေါ့နော်ဒီအုံလီခဲကြိုးကအစာမှန်ချင်းမရှိဘူးဒဏ်ရာလည်းတစ်ချက်မရဒီထွက်တဲ့အချိန်လေးပဲနည်းနည်းလေးဟိုပါပေါ့ထွက်ပေါက်ပိတ်နေတာတော့ဟုတ်ထွက်ပေါက်ပုတ်နေတာလောက်ပဲရှိတာကျမတို့နေရာလေးတင်ပေါ့ခုနကျမထွက်ခံနေပေါ့9နာရီခွဲ6နာရီလောက်လားမသိကျမအပြင်ကကယ်ဆယ်ရေးဓမ္မတွေတော့မေဘယ်နှစ်နာရီလောက်ရှိတော့သူတို့ကတော့9နာရီခွဲလို့တော့ပြောတယ်ကျမတို့ဓာမီလေးတက်လက်လောက်ပေးပါဆိုဓာမီနဲ့ထိုးကြည့်လိုက်တော့မှခုနကျမတို့ခေါင်းမော်တဲရဟိုပါပေါ့သူကနန်ရံထဲကိုမြုပ်ထားတဲ့မီးရှိတယ်မီးလုံးက4000အပြားလေးကိုအဲ့မီးတုံးကကျမခေါင်းမော်အတက်မီးလည်းမလာလို့ပေါ့နော်မီးလာရင်လည်းချော့တွေပါဖြစ်ပြီးတော့ကျမတို့လည်းတစ်ခုခုဖြစ်နိုင်တာပေါ့မီးပြက်နေတဲ့အချိန်လည်းဖြစ်လို့ပေါ့နော်ဆိုတော့ကျမတို့ဒီဘက်အချမ်းကနန်ရံရလည်းတန်ရရှိတယ်ပေါ့အဲ့တန်ရကြီးကလည်းကြိုးကြည်ပြီးတော့ဓာမီထိုးကြည့်လိုက်တော့ဘေးပတ်လေကဒီအုံနီခဲအကျိုးတွေပေါ့ဒီတန်ရကြီးတစ်ဖက်ကလည်းကြိုးကြည်နေပြီပြီးတော့ကျမတို့ခုနမျက်နှာချက်ကြီးကကျမခေါင်းပေါ်ကပေါ့ခုနဒီတန်ရဘေးကအဲ့တန်အောက်ကနေမှကျမတို့ကထွက်ရတာပေါ့84လမ်းဘက်အချမ်းอ่ะပေါ့ဟိုအမအနေနဲ့ဒီအစာအုပ်ထဲမှာပိတ်မိနေတဲ့အချိန်နဲ့ဒါကျွန်တော်တို့ဒီရှာဖွေကယ်ဆယ်ရေးဖွဲ့တွေလာပြီးတော့အမကိုကယ်နေပြီဆိုတော့အမခံစားချက်လေးတစ်ချက်လောက်ပြောပြပြီးခံစားချက်ကတော့ခုနပြောတယ်ကျမအတန်ကိုအပြင်ကိုကြားသွားပြီဆိုကနေကကျမအားရှိသွားတာပေါ့ကျမလွတ်တော့မယ်ပေါ့ကျမအပြင်ကိုထွက်လို့ရတော့မယ်ပေါ့အဲ့လိုမျိုးခံစားချက်ပေါ့သူတို့ဒီဟိုပါပေါ့ကယ်ဆယ်ရေးသမားတွေလာပြီးတော့ဂျင်းနဲ့အဲ့လိုအပေါက်တွေပါတွေလှက်တော့ကျမဟိုဘယ်ချိန်ထွက်ရမလဲစဉ်းစားတာပေါ့ဒီအပေါက်ကိုထွက်ရင်ကျမညမှထွက်ရမလားကျမမနက်ခင်းမှထွက်ရမလားစာစဉ်းစားပြီးတော့ပေါ့နော်ကိုဘက်ကလည်းကိုစိတ်ကိုလည်းပြင်ဆင်ထားတာပေါ့ဟိုဒီအစားအသောက်ကဆိုသူတို့အဲ့တွေ့ချင်းတော့ရေးပေးရမလားအစာပေးရမလားကျမရေးလည်းမစားဘူးအစာလည်းမစားဘူးဒီအပြင်ဟိုရောက်ချင်တဲ့စိတ်ပဲရှိတာပေါ့နော်ခလေးဇော်လဲပါတာပေါ့ခလေးကကြတော့ဟိုကြာရင်မွန်းသွားမှာတို့တခုခုဖြစ်မှာပေါ့နော်ခလေးဇော်လဲပါတာပေါ့နော်ခလေးဟိုပဲအမြန်အပြင်ရောက်ရှင်တဲ့ကျမအပြင်ရောက်ရှင်တဲ့စိတ်နဲ့ကျမဘာမှလည်းမစားနိုင်ဘူးရေးလည်းမတောက်နိုင်ဘူးကျမအဲ့လိုမျိုးပေါ့အပြင်ရောက်လိုက်တော့မှ
လူအုပ်ကြီးကလည်းအများကြီးကျမတို့လက်ခုပ်တီးပြီးကြိုဆိုတာပေါ့ဝမ်းလဲနေတာပေါ့နော်ကိုဒီလိုကြီးဖြစ်သွားတာဒါပေမဲ့အဲ့ချိန်မှာတော့ဝမ်းနေတဲ့စိတ်တော့မရှိဘူးဒါပေမဲ့အပြင်လွတ်သွားကျမတို့ဆရာကြံနေခဲ့တော့ကျမစိတ်ကတော့မဖြောင်းဘူးပေါ့ဟုတ်ကဲ့ပါကျမဆရာဒီဘက်ကောင်းတာပဲအချမ်းပါအဲ့လိုမျိုးဆိုတော့ကျမအပြင်ထွက်ချင်းမှာကျမဆရာကိုမေးတယ်ဆရာထွက်လို့ရပြီလားဆရာရောဆိုမှအဲ့ကျမသူကမမကြီးတို့ကဆရာဘယ်နားမှာတော့လီလီဆိုကဘယ်နားမှာတော့သူတို့ကအဲ့ကျမထွက်လာမှလီလီဆိုဘယ်နားမှာတော့ဆိုတော့သူကမေးရတာပေါ့အဲ့ကျမတိတာပေါ့အခုကျွန်တော်တို့အမားကိုကျွန်တော်တို့ဒီမြန်မာနိုင်ငံပြည်သက်တဲ့ဘက်ဒီရှာဖွေကယ်ဆယ်ရေးဖွဲ့ရနေမှာဒါအသက်ရှင်နေရမှာအမားတို့တာမီဒါကျွန်တော်တို့ကယ်ဆယ်နိုင်ခဲ့တယ်ဒီပုံမှာလည်းကျွန်တော်တို့ဒီရှာဖွေကယ်ဆယ်ရေးပေါ့ဒီတပ်ဖွဲ့ဝင်တွေကျွန်တော်တို့မြန်မာနိုင်ငံပြည်သက်တပ်ဖွဲ့အမားအနေနဲ့ဘာလေးများပြောချင်ပါတယ်အထူးလဲကျေးဇူးတင်တာပေါ့နော်ကျမတို့အဓိကကယ်ပြီးတဲ့ဒီလက်နက်ကရိယာတွေနဲ့ကယ်ပြီးတဲ့လူကျမကြော့ကျင်ပါတယ်ကျမတို့ပေါ့ကျမတို့အခုကကြတော့ကျမတို့အားကိုးနေတဲ့ဦးလေးကလည်းမရှိတော့ဒီဦးလေးရဲ့တူမတွေနဲ့နေရတာဆိုတော့နည်းနည်းတော့ဖြစ်တာပေါ့နော်ကျမတို့အဆင်ပြေရလေးနဲ့ကျမတို့ကြော့မယ်လို့ကျမစဉ်းစားထားပါတယ်ရှင့်ဟုတ်ကဲ့ဒီကကြတော့ဘယ်သူလဲမသိဒါကျမအမျိုးသားပါရှင့်ညီလေးကကြတော့ဒီမမိုးဆန်းရတာအမျိုးသားပေါ့ဟုတ်ပါတယ်ဒီငလင်လှုပ်တော့ညီလေးကဘယ်မှာရှိလဲငလင်လှုပ်တော့ကျွန်တော်ကအပြင်ရောက်နေတာဆရာတွေထမင်းချိန်တော့ယူရတာပေါ့ဆရာဒူမအင်ကဆရာတွေထမင်းချက်ပြီးတော့ထမင်းချိန်ကိုနေတိုင်းတော့ယူရတာတော့ယူတော့ကျတော့အဲ့နေကြတော့ကျွန်တော်လည်းဟိုအိမ်မှာလည်းချက်တယ်အမလေးကမရသေးဘူးခဏလေးစောင့်မအောင်ဆိုတာနဲ့ခေါင်းကလည်းနည်းနည်းနောက်လာနေအဲ့မှာခဏလေးတုံးလုံးလှည့်လိုက်တာခါတိုင်းဆိုရင်7နှစ်ကျော်ဆိုပြန်တော့တာပေါ့7နှစ်ခွဲလောက်ဒီရောက်တော့ရပြီလားဆိုတော့မရသေးဘူးတဲ့မရသေးဘူးဆိုလည်းရစောင့်ပေးမယ်ဆိုပြီးတော့စောင့်ရင်နဲ့10မိနစ်လောက်ထပ်စောင့်လိုက်ရတယ်ပြန်လာပြီးတော့ကျွန်တော်အမျိုးသမီးကသူကအချင်းဟင်းနေပါနေနဲ့ထမင်းစားတာကိုအဲ့နေကဟင်းကလည်းချက်မထားတော့32လမ်းနဲ့83လမ်းအစင်းလေးကိုကျွန်တော်နေတိုင်းဝင်နေကြအဲ့နာရောက်ပြီးသားဆိုတော့ကျွန်တော်ကပြန်မဝယ်ဖြစ်ဘူးပေါ့ဒီနာရောက်ပြီးသားမိသားနာရောက်ပြီးတော့ကျမှနောက်ပြန်ကြွေသွားပြီးတော့32လမ်းအစင်းမှာပြန်ဝယ်အဲ့ဆိုင်လေးမှာကျွန်တော်ကလောက်15မိနစ်လောက်ကြာသွားတာအဲ့ဒါမှကျွန်တော်ပြန်သွားပြီးတော့ကျွန်တော်တက်ခုကန်ရှိလဲရောက်ပေါ့ဂျုံဆိုအတန်းစက်တိုက်ကြီးကြမ်းကြီးပေါ့ကြားရတာအဲ့ဒါနဲ့ကျွန်တော်အထက်ကိုကြည့်တယ်အထက်ကြည့်တော့လဲဆရာလည်းမမြင်ဘူးအမျိုးသမီးလည်းမတူဘူးဧည့်သည်ကလည်းအဲ့နေက2ယောက်တည်းရှိတာဆိုတော့တယောက်မှလည်းမမြင်ဘူးဆိုတော့ကိုကလည်းဒုံဆိုတော့ဆိုင်ကယ်ရလည်းလှုပ်ရင်နဲ့နောက်နည်းနည်းဆုံရင်ကနေအဲ့မှာတခါတည်းခဏနေကြတော့တက်ခွင့်ကြီးပြူကြသွားတာကျွန်တော်လည်းရှေ့ရောက်တက်ခွင့်ကလည်းအပြူအဲ့လိုဖြစ်သွားဒီထဲမှာတက်ခွင့်ကြီးပြူသွားတော့ထဲမှာဒီပေါ့အမျိုးသမီးနဲ့သမီးလေးကြံခဲ့တယ်ဆိုတော့ဘလို့များကျွန်တော်တို့ခံစားချက်လေးပေါ့အဲ့တော့ဒီကျွန်တော်တို့ရဲ့ဒီကယ်ဆယ်ရေးပွဲတွေနဲ့ဘလို့ပေါင်းဆက်ပြီးတော့အမျိုးသမီးနဲ့ကလေးကိုဒီကယ်ဆယ်နိုင်တယ်ဆိုအဲ့လားလေးနဲ့ချက်ဟုတ်ကဲ့ဆရာအဲ့ဒါပြီးလေတော့ပေါ့ဟိုကစိတ်ထဲမှာပထမအဆုံးကြည့်လိုက်တာငါကလေးလေးပေါ့ကလေးလေးလည်းရှိရဲမိန်းမလည်းရှိတယ်ငါဆရာလည်းအထက်မှာပေါ့စိတ်ထဲမှာဒါနဲ့ရှေ့ပြေးလိုက်နောက်ပြေးလိုက်ဖြစ်နေတာဒီလိုဖြစ်လုံနေလို့တော့မရသေးဘူးပေါ့တခုခုတော့လုံမှာဖြစ်မယ်ဒီတော့ငလျင်လည်းဇက်တိုက်ကြီးလှုပ်နေတာဆရာဇက်တိုက်ကြီးလှုပ်နေကြတော့ဒီလိုကြီးဖြစ်သွားတယ်ဆိုတော့ဘေးပတ်ဝန်းကျင်နေကြည့်လိုက်တော့လေကိုတယောက်တည်းမဟုတ်ဘူးအများဖြစ်နေတာဆိုတော့ကိုရဲ့ခန်းစားချက်လည်းဦးစားပေးလို့မရဘူးဆိုတော့ဒါတူးတယောက်တည်းလှုပ်လို့လည်းမရဘူးပေါ့နော်ဒီတဲ့အဲ့နဲ့တခါတည်းပတ်ချလဲပြီးနောက်ကိုကြည့်လိုက်တခါလှုပ်လာလိုက်နောက်ပြန်ဆုတ်လာလိုက်နဲ့ဘလို့ဝင်ရမှန်းလည်းမသိဝင်ဖို့အပေါက်တရားလည်းမရှိဘူးဆရာကျွန်တော်တို့ကနှစ်ထက်ကပြိုကျသွားဆိုတော့လုံးဝပြီးသွားတာအဲ့လိုဖြစ်သွားသွားပြီပေါ့မလင်းချင်မရှိဘူးဆိုရင်လည်းကျွန်တော်တို့ကအဲ့လိုပဲဟိုနားလေးအပေါက်တွေ့လို့ဒီနားလေးအပေါက်တွေ့လို့ဆိုပြီးတော့ရှာရင်နဲ့ကျွန်တော်တို့အထင်အဲ့ဆွမ်းပြောတဲ့ကိုမင်းကသူကတာနေစမ်းနဲ့ဒီနားလူတန်းကြတယ်ဆိုပြီးတော့အဲ့မှာသူအတန်စကြတဲ့အချိန်ကျွန်တော်တို့ကအုတ်ခဲကျိုးလေးတွေဖယ်ရင်နေရတယ်ကျွန်တော်တို့လောက်တာပေါ့နော်ဖယ်ရင်နဲ့စက်ဒီနဲ့လုံမရမယ်ဆိုပြီးတော့ဒါနဲ့တခါတည်း32လမ်းမှာအဲ့မှာမိသားဆရာတွေတွေ့တာအဲ့မှာတော့ခေါ်တော့ဆရာအဲ့လိုပဲကျွန်တော်တို့ပြီးသွားလို့ပါလိုက်ခဲ့ပေးပါအောင်ဆိုရတယ်အခုလိုက်ပေးမယ်အဲ့ရဆရာတွေကလည်းချက်ချင်းလိုက်ဖို့လိုက်လို့ချက်ချင်းလိုက်ပေးမယ်ဆိုပြီးတော့အဲ့မှာကဲနေတာဒီမှာပေါ့နော်ဒီမှာလည်းတစ်ဖွဲ့နေခဲ့ဟိုမှာလည်းဒါလူတန်းကြရတယ်ဆိုအရေးကြီးတယ်ချက်ချင်းလိုက်မယ်ဆိုပြီးတော့လိုက်တော့မှာကားပေါ်လဲရောက်တော့ကြတော့တနေရာမှာမီးလောင်နေလို့ဆိုတော့တခါလဲ
ပါမလာသေးဘူး ဟုတ်ကဲ့ အဲ့မှာပြန်သွားတာပေါ့ပြန်သွားနေဒါနဲ့ကျွန်တော်တို့ပြန်လာပြီးတော့အဲ့မှာဟိုကျွန်တော်တို့တကယ်ချင်းနေတိုင်းပြီးတော့ဒီတိုင်းပဲပေါ့တော့တို့ရသလောက်ကလေးလုံနှိမ့်အောင်မလုံတာနဲ့စားရင်တို့ဒါခဲတလုံးပြပြအောက်ရောက်လုံနှိမ့်အောင်ဆိုပြီးတော့လုံရင်နေအဲ့မှာကျွန်တော်တို့တကယ်ချင်းတွေကလည်းဝိုင်းအောင်လုံရင်ကျွန်တော်နဲ့ဒီမှာညနေလေးလာခေါ်သေးတယ်ဆရာတို့ ဟုတ်ကဲ့ ကိုကတယောက်တည်းမဟုတ်ဘူးလေနော်ဖြစ်နေတာလည်းတစ်မျိုးလုံးဆိုတော့လှုပ်ပေးမယ်ဆိုတာဒါနဲ့လုံရင်နဲ့9နာရီကြော်လောက်ကြတော့အဲ့မှာဟိုဂေဇေးကြီးတွေရောက်လာဂေဇေးကြီးရောက်လာတဲ့အချိန်ဆိုတော့အာစီပြေသွားပြီပေါ့စိတ်ထဲမှာအရန်ပျော်သွားတာပေါ့နော်ဘာဖြစ်ကိုလုံနေတဲ့ဆိုင်ရင်ဒီပေါ့ဟိုဆရာတို့လှုပ်တယ်ဆိုတာအတွေ့အကြုံလည်းရှိပြီးသားနားလည်ပြီးသားဆိုတော့ဟိုမျောလင်းချက်ပိုးပြီးတော့ရှင်းတန်းလာတာပေါ့နော်စိတ်ထဲမှာပျော်သွားတာပေါ့ဘယ်လိုပဲဖြစ်ပေါ့ပြန်ရမှာပေါ့နော်အဲ့လိုပဲဟိုအာတင်းပြီးတော့စောင့်ရတာပေါ့ဆရာအဲ့အတွက်ရလဲရရောအမျိုးသမီးကလေးကတော့9နာရီ10မိနစ်လောက်မှရတယ်ဟုတ်ကဲ့ အမျိုးသမီးကတော့10နာရီ15မိနစ်လောက်မှအပြင်ကိုနှစ်ယောက်လုံးရကြပါတယ်ဆရာ ဟိုကျွန်တော်တို့ဒီမိသက်ကနေမှာရှာဝေကယ်တဲ့ဖွဲ့ကနေမှာဒီဟိုညီလေးရဲ့ဒီမိမနဲ့ဟိုသမီးလေးကိုကယ်ပေးတိုင်းတဲ့အတွက်ကြောင့်ကိုတို့ဒီရှာဝေကယ်တဲ့ဖွဲ့ပေါ့ကိုတို့မြန်မာနိုင်ငံမိသက်တဲ့ဖွဲ့ဟိုညီလေးအနေနဲ့ဘာလေးများပြောချင်ကျေးဇူးတင်ပါတယ်ဆရာအဲ့တုန်းကလည်းဟိုပေါ့နော်ကျေးဇူးတင်ပါတယ်လို့ပြောချင်ပေမဲ့ဟိုဘယ်လိုပြောမလဲဆိုတော့ကိုပေါ့နော်ဟိုစိတ်ထဲမှာမသိစိတ်ကပေါ့နော်အရန်ပျော်လွှမ်းပြီးတော့ပျော်လဲပျော်တယ်ဝမ်းလည်းနေတယ်ပေါ့နော်ဝမ်းနေတယ်ဆိုတာကဟိုကျွန်တော်ဆရာကြံနေခဲ့သေးတာပေါ့နော်ဒီတဲ့ဟိုစိတ်မကောင်းဖြစ်တာပေါ့ဆရာရဲ့အဲ့တော့အဲ့လိုဆရာတို့ကတော့ဘယ်လိုပြောမလဲဆိုတော့ဟိုမိသက်ဆိုလဲဆရာတို့အများကြီးဟိုဘယ်နေရာဖြစ်ပေါ့နော်ဒါကျွန်တော်တို့မြင်မှုတာကယ်ဆယ်ရေးဆိုရင်ဒါအိမ်နေမှာမွေးတဲ့ရင်တောင်မှဒါဆရာတို့ဒါလိုက်လုပ်ပေးတာတွေအများကြီးကျွန်တော်တို့ကြည့်ဥပါတယ်မြင်ဥပါတယ်เนาะအစစရရအတွက်ကျေးဇူးတင်ပါတယ်လို့ပဲပြောပြရစီဆရာတကယ်လည်းကျေးဇူးတင်ပါတယ်ကျွန်တော်တို့ကလည်းကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါဆရာတကယ်ကျေးဇူးတင်ပါတယ်ဆရာ